ကျွန်တော်နာမည်မြတ်ထုကိုလို့ခေါ်ပါတယ်နော်ဆူလာဝမ်းလိုင်းနဲ့အောင်ဖုံးမြတ်ရဲ့ဘာကြီးပါလာဝင်းလေးကမူပါမှာတက်နေပါတယ်အောင်ဖုံးမြတ်ကပရိစတာမှာတက်နေပါတယ်အတိတယောက်ရဲ့ဟွာပါနော်တိုက်တွန်းမှုကြောင့်ဒီเจ้าမှာဒီကလေးနှစ်ယောက်ထားခဲ့တာပါဒီเจ้าတက်ပြီးတဲ့အချိန်မှာကလေးနှစ်ယောက်ဆုံးကအင်္ဂလိပ်စကားပြောတာပိုကောင်းလာပါတယ်အရင်တက်လည်းပို့ပြီးတော့တွက်လာတယ်ပေါ့နော်ဒီကလေးနှစ်ယောက်စလုံးအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ဘုံလုံးပေါက်လေးဖြစ်ဖို့ညွှန်မှန်းထားပါတယ်ဒီ IH เจ้าနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းတွေရဲ့ဟွာပေါ့နော်service နေနဲ့လည်းအဆင်ပြေပါတယ်သင်ကြားရေးပိုင်းလည်းအဆင်ပြေပါတယ်ဝန်ဆောင်မှုအားလုံးအဆင်ပြေပါတယ်ကျောင်းသားမိဘတွေလည်းဒီမှာပေါ့နော်ဒီကျောင်းမှာလာအပ်ဖို့လည်းမြတ်တာရက်ခံပါတယ်နော်ကျောင်းရဲ့ဝန်ဆောင်မှုလည်းအားလုံးအဆင်ပြေတယ်နော်ကလေးတွေအတွက်လည်းအလားအလာကောင်းပါတယ်ကျေးဇူးတင်ပါတယ်နော်